သွားပါတယ်ခင်ဗျာဥပါကြီးကလည်းစုတော်ဝင်9000ကျပ်ချီးမြှင့်သွားပါတယ်โอเคပွဲစဉ်တစ်လျှောက်နံပါတ်1ကနေပြီးတော့ဘီရှော်ရိတ်20တင်းရှင်ပြိုင်တဲ့နေရာမှာ20တင်းလုံးကိုဂုံပြုကြီးငွေစုကျဲငွေကြီးပြခဲ့တဲ့ကိုပြူကြောင်နဲ့ဇနီးများကလည်းစုတော်ငွေ3000ကြီးပြလိုက်ပါတယ်ခင်ဗျာပလီဟုတ်ကဲ့အမတမကောင်းပါတယ်ကိုပြူစီကျူတိုင်းပါအပလေးပလီကြံနေတယ်ခင်ဗျာအပေါ်မှာကြာပါသေးတယ်ခင်ဗျာလာလာပါပါနဲ့ချစ်နေတာဟုတ်ကဲ့ဖိုင်ယာဘေဘီတွေဩဘာလက်ခုံးတန်လေးပါခင်ဗျာဖိုင်ယာဘေဘီလေးတွေဩဘာလက်ခုံးတန်လေးပါလက်ခုံးတန်လေးကခေါ်အားဖြစ်စေပါတယ်ခင်ဗျာနော်ဖိုင်ယာဘေဘီရဲ့နော်ဒါနောက်ဆုံးရှင်ပြင်းချင်းသူ့ခင်ဗျာအားငယ်နေရှာပါတယ်ခင်ဗျာဘာမှနောက်ဆုံးရှင်ပြင်းရမှာမလို့ပရိသတ်တွေမှာရှိပါမလားတဲ့ခင်ဗျာဖိုင်ယာဘေဘီကိုအားပေးမဲ့ပရိသတ်များရှိပါမလားဆိုပြီးအားငယ်နေတာအဲ့ဒီအတွက်ကြောင့်မို့ Fire Baby အားမငယ်အောင်အတွက်ဒါရောက်အားပေးတဲ့ပရိသတ်ကြီးလက်ကုပ်တန်ကျဲကျဲလေးနဲ့အားပေးပေးပါဦး Okay Fire Baby ကြားတယ်နော်ပရိသတ်တွေအများကြီးရှိသေးတယ်တဲ့အားမငယ်နဲ့နော် Okay အမလေးတကယ်ပါခင်ဗျာ Fire Baby ခေါ်အားပြေးသွားပါတယ်ဒါရောက်အားပေးတဲ့ပရိသတ်ကလည်းတကယ်တကယ်နဲ့မပြန်မဲနဲ့ကိုအားပေးနေတာပါခင်ဗျာပလီအပြင်းပြောဘုံပါပဲခင်ဗျာနော်ကြောက်ရှူးတွေရောမင်းမီရှူးတွေရောကာလာဆုံးပါပဲခင်ဗျာအဝါရောင်အနီရောင်ကောင်းတိတ်ထီတယ်နော်အပလီရှောင်းတာနော်ဒါနောက်ဆုံးပိတ်မိတိန်နော်နောက်ဆုံးပိတ်မိတိန်ပါမတ်တရားလေးတွေဖြစ်သွားမယ်အပလီအလေးအစိမ်းအောင်ဒါလေးတွေအလာပြန်ပြီးအနီရောင်ဟောဝါစိမ့်ပြီပြနော်ဝါစိမ့်ပြီပြကြောက်ရှူးအမျိုးပါပဲခင်ဗျာလိဒါလေးတွေပါခင်ဗျာနော်အလားဆုံးလိဒါလေးတွေပါလိဒါလေးတွေကလည်းတစ်မျိုးအဲ့ဒါလေးမှဝိကနဲ့နော်ရေပြင်ကိုတိုးပြီးပြန်ပြီးတော့ထောင်တက်တယ်နော်ရေပြင်ကိုတိုးပြီးပြန်ထောင်တက်တဲ့အတွက်တူလေးတွေဝင်လာတဲ့ညီမငယ်လေးတွေအနေနဲ့များတဲ့တတိထားတော့တူလေးတွေဝင်လာတဲ့သူတွေကျန်းကင်းကိုထောက်ပြီးပြန်ထောင်တဲ့ရင်တော့အမအတန်ကိုကြားတဲ့အိမ်မဲ့ရှူကနေပြန်ထုံးမှလဲဆက်စရာကြီးပါခင်ဗျာကျမ်းပါကြီးဌာနကလည်းပိတ်ပြီလားမပိတ်သေးလားမသိဘူးခင်ဗျာနော်အတန်လေးအတွေ့အကြုံမရှိဘဲနဲ့နောက်တူလေးနဲ့လာကြည့်အားပေးတာအခုလိုလဲချိန်မရလို့ဆိုမှအတူလေးနဲ့လာရောက်အားပေးတဲ့သူတွေတတိထားပါနော်ကျန်းကင်းကိုထောက်ပြီးပြန်ထောင်တက်တာအင်မတန်အန္တရာယ်များပါတယ်ဟုတ်ကဲ့ဒီလိုလှပတဲ့ Fire Baby တွေအထွေအုပ်ချုပ်ရေးဦးစီးဌာနကလုံးပါလေစုတော်ငွေတသိန်းချီးမြှင့်သွားပါတယ်ခင်ဗျာထပ်မံပြီးတော့ဦးတန်းစောတောင်ကြီးမိဘပြန်ပညာရှင်ကလည်း Fire Baby အတွက်စုတော်ငွေ3000ဦးညီထူးကိုကိုပြကျေပြောင်ပြီးကလည်းစုတော်ငွေ2000လာရောက်ချင်းမြင့်သွားပါတယ်တောင်ကြီးကနေပြီးတော့တူကလာရောက်အားပေးတာပါမိဘပြန်ပညာရှင်အဖွဲ့အဖြစ်ပါတယ်โอเคဟဲဦးလူငယ်ကိုပသိန်းသူကလည်းတသိန်းတဲ့လူရတာအားမရလို့နဲ့ထပ်ဆောင်5000လာရောက်ထပ်လူသွားပါတယ်ခင်ဗျာအားလုံးစုစုပေါင်းတသိန်းခွဲဖြစ်သွားပါတယ်ဟဲဦးကလူငယ်ကိုပသိန်းပါခင်ဗျာ
စုချင်းမြင်သွားပါတယ်ခင်ဗျလာပြပြီအပေါ်မှာအများကြီးခြံသေးတယ်ဗျပေါ်မှာအများကြီးခြံနေပါသေးတယ်โอเคထပ်မှတ်ပြီးတော့ Fire Baby အတွက်ကိုမီဟာနဲ့ဇနီးမဟေမန်အောင်ပန်းကလည်းစုတော်ငွေ3000လာရောက်ချင်းမြင့်သွားပါတယ်ခင်ဗျာ Fire Baby အတွက်ပါအောင်ပန်းကကိုတီကားနဲ့ဇနီးမဟေမန်ကဖြစ်ပါတယ်စုတော်ငွေ3000ပါခင်ဗျာ